ပကံဆိုတာမြန်မာလူမျိုးတွေအတွက်အသေးနှလုံးတဲ့ကိုယ့်အတွက်တော့အတိတ်ပါပဲဖို့ရှိတာဖွားစောဦးချောင်းစီကိုလည်းကိုသွားခဲ့ပြီးပါပြီမင်းမရှိတော့အားလုံးဟာတိတ်လို့စိတ်လို့ပေါ့မင်းထိတွေ့ရဦးလေအုံနေရတောင်စင်းလေးကိုလေရှူရစွာကန်ကြည့်မိခဲ့ပါသေးတယ်ဒါလည်းလွမ်းစရာတစ်ခုပါပဲစိုးမင်းကြီးအုပ်ကျောင်းစီကိုရောက်တော့မင်းကိုပိုးပြီးလွမ်းနေမိတယ်ဟိုရှိနာ။အိုရိုးထူထူတွေပေါ်မှာတို့တွေအတူတူထိုင်ရင်းညိုချင်းကိုအတူတူငေးရင်းနဲ့ရင်ကုန်တန်းတွေပိုးပြီးနေခဲ့ကြတယ်ဟုတ်လား။ပြန်လာခဲ့ပါဟိုရှိနာ။မင်းပြန်လာခဲ့ပါပကံရဲ့လမ်းမတွေမှာဖုန်တွေထူနေပြီအညာရဲ့မေပူပူမှာအုပ်အိုးတွေလွမ်းနေပြီတမထနောင်းတန်းတွေတစ်လျှောက်တေးယူတွေဆိုရော်ရွက်တွေကျွေလွမ်းဆုပ်ွယ်တီတွေဦးကရင်ကိုနာကျင်လာပါပြီပကံရဲ့ຫນွေဦးကအခါတိုင်းနှစ်တွေလိုပါပြီလူတစ်ယောက်ပကြီးစရာတယောက်အလွမ်းတွေနဲ့ပြည့်နေနေတဲ့ဟော်ဒီပကံကြီးပါရာကြီးတွေကနေမင်းကိုစောင့်နေမိတယ်ကိုရှိနာပေဘုရားဘုရားရောက်တစုံတစ်ခုကိုဆူတောင်းရောက်နေစားကိုအတ္တကိုဆန္ဒကိုဖွဲ့ဟာတိုင်တယ်နေမိအဲ့ဒါဟာပြန်လာခဲ့ပါကိုရှိနာဘုရားအမှန်နှစ်လေးသုံးညာသုံးတဲ့လွမ်းရပါပြီဟုတ်ရှိနာမိမလောင်ကြောင်းရည်ရင်ကိုမိမှတ်မိသေးတယ်မဟုတ်လားအဲ့ဒီရင်ပြင်ပေါ်မှာတို့တွေဆုံခဲ့ကြတယ်အဲ့ဒီလေကလေးတွေထက်မှာတို့တွေထိုင်ခဲ့ကြတယ်ပြီးတော့ခောက်တုံဒူလာပြေးလွှားခဲ့ကြပြီလေပြန်လာခဲ့ပါဟိုရှိနာမင်းပြန်လာခဲ့ပါပကံမြေပူပူထဲမှာလူသားတစ်ယောက်မင်းကိုစောင့်နေတယ်ဆိုတာကိုတတိလေးတော့ရစေချင်ပြီလေလွမ်းနေဖို့ရှိနာကိုမင်းကိုသိလွမ်းနေကွာဟိုရှိနာကြီးနောက်တစ်ချိန်မျိုးကိုရောက်ရင်ပကံအင်ပါယာကြီးစီကိုလာပြီးကိုမင်းကိုထပ်ရှာပါအောင်မေပကံဆိုတာ
ကိုယ့်အတွက်တော့အတိတ်ပါပဲဟောရှိတာ